Hello, Minglawa. Jwa kupya be me jamya garo. Go without action is as like as a dream. Jwa ro pa nai ni ro shi ye. Action ma pai no. Sai ku tat tat be. Jwa ta ka 50နာကလာပြီဖြစ်တဲ့ခါမှာကျမကကိုလဲလေးချင်ငန်းနေလောက်ရတယ်လမ်းလျှော်ရတယ်ယူခကျင့်ရတယ်ဒါမှတာလင်းကျမရဲ့ခန္ဓာကိုယ်မှာရှိတဲ့ရှိထိုက်တဲ့ဓာတ်တဘာဝတွေကမမင်ကန်ကန်ရှိတာဖြစ်ပါတယ်ကျမဒီရဲ့ပိုင်းမှာခရီးတွေသွားတယ်ရာသီဥတုကအေးတယ်ကျမနည်းနည်းဖိအားတွေများတဲ့ခါမှာကျမပုံမှန်လုံနေကြလေ့ကျင့်ခန်းတွေမလုပ်ဖြစ်တာတစ်ပတ်လောက်ရှိသွားတယ်ပေါ့နော်အဲ့ဒါနဲ့ပဲကျမတရက်မှာတော့လမ်းကြုံတာနဲ့ပေါင်ချိန်ကြည့်လိုက်တဲ့ခါမှာ3ပေါင်တက်နေတာကိုတွေ့ရတယ်။အော်လို့ကျမပြုံးမိပါတယ်။ဟုတ်တယ်။ဘယ်လောက်ပဲကျမကြီးကောင်းရမယ်။ဘယ်လောက်ပဲ weight တိတ်ကြရမယ်။ကိုလက်စထရောဘယ်လောက်ပဲရှိတဲ့နေလို့ကျမတို့ပန်းနိုင်နေဘလို့ပဲထားအစားမရှောင်မှုလေ့ကျင့်ခန်းမလုပ်ဘူး။နေမှုတိုင်မှု lifestyle တွေမစင်ကျင်ဘူးဆိုရင်တော့ကျမတို့အဲ့ဒါဟာစိတ်ကူးရင်တက်မြတာပဲဖြစ်ပါတယ်။ဒါကြောင့်မလို့ရခဲ့လာတဲ့လူဘဝမှာကျမတို့ရဲ့ခန္ဓာကိုယ်ကျမရဲ့အတွက်ကျမတို့ပြစ်မထားသင့်ဘူး။ပန်းနိုင်လေးချတဲ့နဲ့နောက်ကနေ action plan တွေလည်းလိုက်မှန်းတာလေစိတ်ကိုအိမ်မှာမဟုတ်ပဲနဲ့ကျမ်းမှာကြံ့ခိုင်ပြီးပျော်ရွှင်တဲ့ဘဝကိုပိုင်ဆိုင်ရမှာဖြစ်ပါတယ်လို့ကျွန်မမျှဝေလိုက်ရပါတယ်ရှင်